73နှစ်ကြာစူးစမ်းပြီးမှရလာတဲ့အကယ်ဒမီစုကြီးကိုကျောင်းဆောင်တင်ဆောက်လုပ်လူလိုက်နေတဲ့ရတနာဘို့ဒီနှစ်မှာအကယ်ဒမီရသွားတဲ့ရတနာဘို့အတွက်ပရိသတ်တွေကအရန်ကျင်းနေကြပြီးအလင်္ကာကျော်စောဖွေးဖွေးနဲ့အလင်္ကာကျော်စောဝင်းမုံရွှေရီတို့ကိုတောင်ကြော်တက်ပြီးဆူရသွားခဲ့တာပါဒီညီမနှစ်ယောက်ကိုကြော်တက်ပြီးဆူရဖို့ဆိုတာမလွယ်ကူပေမဲ့ရတနာဘို့ဆူရသွားတာကိုဘယ်သူမှမငင်းခုန်ခဲ့ကြပါဘူးပင်ပန်ပန်ပန်စူးစမ်းခဲ့ရတဲ့အမှုပညာသက်တမ်းတစ်လျှောက်လုံးအတွက်အမြင့်မားဆုံးသောအတိမတ်ပြုမှုဖြစ်ပြီးအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုရတနာဘို့ကတန်ဖိုးထားခဲ့ပါတယ်ကိုယ်တိုင်အပင်ပန်းခံစူးစမ်းပြီးမှရရှိလာတဲ့အကယ်ဒမီစုဘော်ကတန်မိုးကြီးရွှေကျဲလေးကိုရတနာဘို့ကအကျိုးရှိတဲ့နေရာမှာလှူဒန်းလိုက်ပါတယ်။အကယ်ဒမီစုရရခြင်းမှာပဲရတနာဘို့ကသာသနာအတွက်ပြန်လည်လှူဒန်းမယ်လို့ပြောခဲ့တာပါ။ဒီစကားကအပြောတသက်မဟုတ်ပဲတကယ်လက်တွေ့ဖြစ်တာကြောင့်ကျောင်းဆောင်သစ်လှူဒန်းမယ်လို့ဆုံးဖြတ်လိုက်တာပါ။မြန်မာရုပ်ရှင်ထူးချွန်စုပေးဝဲမှာပြီးအပ်တဲ့ရွှေစင်ရုပ်ထုကြီးမှာတကယ်ရွှေစင်နဲ့ပြုလုပ်ထားတဲ့ရွှေကျဲလေးတစ်ပွင့်ပါဝင်ပါတယ်။ဒီရွှေကျဲလေးကအမှုပညာရှင်တွေတက်တော့ငွေကြေးတန်ဖိုးထက်ချွေနေစာအမှုပညာရှိသွေးကိုကိုစားပြုတဲ့အဖိုးမဖြတ်နိုင်တဲ့ရတနာတပါးပါ။တချို့တွေကတော့ဒီရွှေကျဲလေးကိုအလားကြီးတတ်ကြသလိုတချို့ကတော့စားဝတ်နေရေးအတွက်အသုံးချလိုက်ရပါတယ်။ရတနာဘိုကတော့အဖိုးတန်ရွှေကျဲလေးကိုကျောင်းဆောင်သစ်ဆောက်လုပ်တဲ့နေရာမှာအသုံးပြုဖို့အတွက်လှူဒန်းလိုက်ပါပြီ။ရွှေကျဲလေးကိုရောင်းချပြီးမန္တလေးမြို့မှာရှိတဲ့အာတော်ကရာမတိုင်ရွှေကြီးတို့ကျောင်းမှာကျောင်းဆောင်သစ်ဆောက်လုပ်ဖို့အတွက်ရက်ရောလှူဒန်းပေးလိုက်တာပါရတနာဘိုကရွှေကျဲလေးကိုလူတန်းယုံတင်မကပဲအဲ့ဒီကျောင်းဆောင်တဲ့ဆောက်လုပ်မဲ့နေရာမှာအုံမြင့်ချပနတ်ရိုင်ကုသိုလ်ကိုပါကိုယ်တိုင်ကိုယ်ကြားတွားရောက်ပြုလုပ်ခဲ့ပါတယ်ပို့ပြီးတော့ချစ်စရာကောင်းတာကဒီကုသိုလ်ကိုတယောက်တည်းရယူတာမဟုတ်ပဲဘိုးကိုအားပြီးတဲ့ချစ်ခင်ကြတဲ့ချစ်ရသူအားလုံးရဲ့ကုသိုလ်တွေပါနော်ဆိုပြီးဝေမျှပေးခဲ့တာပါရတနာဘိုကရိုးရှင်းစွာနေတတ်သူဖြစ်ပြီးမိဘတွေကိုလည်းအလေးထားခဲ့တဲ့သူပါဒီစုကိုရလာအောင်73နှစ်ခန့်စူးစမ်းခဲ့ရပြီးစိတ်သက်တွေကြာလွန်းလုံးဒီလောကကနေထွက်သွားခြင်းနဲ့စိတ်တွေလည်းဖြစ်ခဲ့ပါတယ်မလျှော့တဲ့ဇွဲနဲ့စူးစမ်းတဲ့အခါမှာစုကြီးကိုရလာခဲ့ပြီးမိဘတွေလှူဒန်းခြင်းတဲ့နေရာမှာပဲလှူဒန်းခဲ့တာပါရတနာဘိုသာစိတ်သက်ကြပြီးအမှုပညာလောကတွေကထွက်ခွာသွားခဲ့ရင်ဒီစုကြီးနဲ့လည်းဝေးသွားနိုင်မှာပါစူးစမ်းမှုကိုမလျှော့ခဲ့တာကြောင့်ရွှေစည်းတွေကြီးနေတဲ့အချိန်မှာရတနာဘိုကအကယ်ဒမီစုကြီးကိုရသွားခဲ့ပြီးကုသိုလ်တွေလည်းရအောင်ယူခဲ့ပါတယ်စူးရသွားတဲ့ဇာတ်ရုပ်ကဒိတ်ကဲဆက်ရုပ်ဖြစ်တာကြောင့်တချို့တွေကဝေဖန်ကြပါတယ်လူတယောက်ရဲ့အလှတရားဆိုတာအပြင်းပန်းရုပ်ရည်ပေါ်မှာပဲမူတည်တာမဟုတ်ပဲသူ့ရဲ့စိတ်ထားဖြူစင်မှုစွန့်လွတ်နိုင်မှုတွေပေါ်မှာပို့ပြီးတော့မူတည်ကြောင်းရတနာဘိုကတက်တည်ပြသွားတာပါရတနာဘိုရဲ့အကယ်ဒမီရွှေကျဲကိုကျောင်းဆောင်ဖြစ်အောင်လှူဒန်းလိုက်တဲ့အလူကတော့မြင်ရသူတိုင်းရဲ့ရှင်ကိုအေးချမ်းသွားစေပါတယ်အမှုပညာလောကထဲမှာနာမည်ပြက်လည်းမရှိလို့ရိုးလဲရိုးသားတဲ့ရတနာဘိုကအောင်မြင်မှုတွေနဲ့ထိုက်တန်တဲ့စုကြီးကိုရလာပြီးဖြစ်ပြီးစုလည်းအကျိုးရှိအောင်အသုံးချသွားနိုင်ပါပြီဒါကြောင့်ပရိသတ်တွေကရတနာဘိုကိုအားပေးရကြိုနဲ့တဲ့ဆိုပြီးဝမ်းသာနေတာပါရတနာဘိုတယောက်လည်းဒီတက်မကအောင်မြင်ကြော်ကြပြီးသာသနာအကျိုးအများပြည်သူအကျိုးကိုဒီတက်မကသည့်ပိုးနိုင်တဲ့အမှုပညာရှင်ကြီးဖြစ်စေဖို့ဆုတောင်းပေးလိုက်ပါတယ်ရတနာဘိုရဲ့အလူပေါ်ဘယ်လိုတွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်